အားလုံးပဲမင်္ဂလာပါဒီတစ်ခါမှာတော့အားလုံးစိတ်ဝင်စားကြမယ့်ပစ္စည်းလေးတစ်ခုပြပြပေးမယ်အဲ့ဒါကတော့ makeup brush လေးတွေကိုဆေးရည်လေးရယ်ခွက်ကလေးရယ်ဂျိတ်လေးရယ်ပါတဲ့ဥစားလေးပေါ့နော်ဒါလေးကကျတော့ makeup do detergent လေးပေါ့နော်သူက makeup brush လေးတွေကိုဆေးရည်လေးနောက်တစ်ခုကကျတော့အဲ့လိုသူကခွက်ကလေးသူတွေမှာအဲ့လိုခွက်ကလေးပါတယ်အဲ့ဒီခွက်ကလေးကြီးမှာကျတော့အမလေးဘူတစ်ကလေးအဲ့လိုအတစ်ကလေးပါတယ်ကွာအဲ့ဒီအတစ်ကလေးကကျတော့သုံးဝင်နေအဲ့ဒါလေးကကျဘယ်လိုသုံးဝင်တာလဲဆိုတော့အဲ့လိုမျိုး makeup brush လေးကိုယူပြီးလို့ရှိရင်အဲ့ဒီခွက်ကလေးထဲမှာအဲ့ဒီ detergent အရည်လေးကိုထည့်ပြီးလို့ရှိရင်အဲ့ makeup brush လေးနဲ့အဲ့လိုမျိုးပုတ်ပြီးတော့ဆေးပြရပါဘောနော်အဲ့လိုမျိုးဆိုလို့ရှိရင် ကိုယ့်ရဲ့ makeup brush တွေကပိုပြောင်းနေပေါ့နော်ပုံမှန်ဆေးရထက်စားလို့ရှိရင်ပိုပြောင်းနေအဲ့လိုမျိုးဆေးပြီးရဆိုလို့ရှိရင်ပုံမှန်ဆိုလို့ရှိရင်ဘယ်လိုလှမ်းရမှန်းမသိဘူးပေါ့နော်ဘယ်လိုလှမ်းရမှန်းမသိရမို့ခက်ခဲရှိရပေါ့ကို brush လေးဖုံပေးမှလဲဆိုတယ်ဘယ်လိုလှမ်းရမှန်းမသိအခါကြလို့ရှိရင်ကိုယ့်ရဲ့ tissue လေးနဲ့လေအောက်ကနေခံဟိုကနေခံအဲ့လိုလှမ်းနေရဒါဆိုလို့ရှိရင် तू အဲ့လိုမျိုးချင်းစကားချင်းလေးလိုပုံစံမျိုးနဲ့ဂျစ်ကလေးနဲ့ပါထားပြီးသားဆိုတော့ကြတော့အဝလန်းစင်လေးမှာဂျက်ကလေးနဲ့ချိတ်ပြီးတော့ကြာ brush လေးထည့်ပြီးတော့ကြာတော့လှမ်းလိုက်အောင်ပဲပေါ့နော်အဲဆိုကိုယ့်ရဲ့ brush လေးကဖုံမုတ်တွေပါလည်းမပေတော့ဘူးတသက်ရဖြစ်သွားရော